ကလေး၃ယောက်နဲ့အမေအိုကြီးကိုရှာကျွေးနေတဲ့မန်တိုင်လီကျိုးသွားရှာပြီးဒါကတော့ဒီနေ့ဇန်နဝါရီ24ရက်နေ့မော်ဘီမှာထစ်ပွားခဲ့တဲ့အရန်ကိုဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုပါမော်ဘီမျိုးမန်တီကေလန်းကြားမှာနေတဲ့လင်မယားနှစ်ယောက်စကားများရန်ဖြစ်ရာကနေအမျိုးသားဖြစ်သူကဇနီးတဲ့ကိုရက်ဆက်ဆက်ထုတ်ခဲ့ပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့တရားခံအမျိုးသားကိုမော်ဘီတိုးဂိတ်အနီးမှာဖမ်းဆီးရမိပြီလို့သိရပါတယ်တိုကေဆုံးသူအမျိုးသမီးဟာတာယာဝရီဇာတိဖြစ်ပြီးမိသားစုကိုဆက်ချုပ်ပြီးရှာကျွေးနေသူပါဖြစ်စဉ်ရဲ့တရားခံဟာလောင်ကစားကျွေးသည့်ပတ်လည်ဝိုင်းအလုတ်ကပြုတ်ပြီးစိတ်ဖိစီးမှုတွေနဲ့မူရစ်စေပါသုံးဆွဲထားတာကြောင့်အခုလိုအတိစိတ်လွတ်ပြီးကျူးလွန်ခဲ့တာလို့ဆိုပါတယ်သူ့ယောက်ျားကိုအရန်ချစ်ချတဲ့ဇနီးတဲ့ခင်ဗျာယုံကြည်တဲ့သူလက်ထဲမှာပဲအသက်ပါသွားခဲ့ရပါပြီမိတ်ဆွေတို့ရေလောင်ကစားနဲ့မူရစ်စေကတင့်ဘဝကိုသာမကတင့်ချစ်တဲ့မိသားစုကိုပါဖျက်ဆီးနိုင်တယ်ဆိုတာဒီဖြစ်ရက်ကတတ်သေးပါပဲတော်ကေဆုံးသူကောင်းရာသူကတိရောက်ပါစေဗျာ channel အသစ်လီမို့ follow လေးလုပ်ထားပေးကြပါအောင်နော်